ကျမကတော့စမီမီဆိုပါမင်းမြတ်ဒုက္ခရဲ့မိမိပါတသားလေးကိုကျောင်းစားထားမယ်ဆိုတဲ့အခါကျတော့ပညာရေးလူမှုရေးတာမကဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့အကြောင်းကို online ကရော campus တွေမှာပါတွားရောက်စုံစမ်းခဲ့ပါတယ်အဲ့ဒီလိုရှာရင်းနဲ့ reviews လေးကောင်းပြီးအတိတ်တကယ်ချင်းကလေးတွေပါတက်နေတဲ့ SKD အကြောင်းကိုလာရောက်စုံစမ်းခဲ့ပါတယ်ကျောင်းရဲ့တင်ယူညွှန်းတန်းလေးကောင်းပြီးတသားရဲ့လုံခြုံရေးပိုင်းမှာလည်း safe ဖြစ်လို့တသားကိုစိတ်ရှာလက်ရှာနဲ့ SKD မှာအနံခဲ့တာအခုဆိုရင်3နှစ်ရှိသွားပါပြီ။နောက်နှစ်သမီးလေးကိုလည်း SKD မှာပဲဆက်ထားဖြစ်မှာပါရှင်။တသားရေထားရအောင်ကျောင်းသွားမယ်ထလေးမရေထအခုဆိုရင်သားလေးကိုရေရှုပြီးတော့တနေ့တာလန်းဆန်းနေရောတသားကကျောင်းတွေပြောတဲ့အတွက်မနဲ့အိယာနှွှဲရတာလေးလွယ်တော့ကျမစိတ်ရှင်းသာရတယ်။သားလေးကြိုက်တဲ့ဟင်းလေးတွေကိုလည်းမကြာခဏထည့်ပြီးတယ်။အတီးရွက်နဲ့အသားစုံစားတတ်အောင်လည်းကျမကကျင့်ပေးပါတယ်။အခုဆိုရင်ဖောင်းကိုကျောင်းဝတ်စုံလေးလည်းဝတ်ပေးပြီးသွားပြီနေ့လည်စာလေးလည်းပြင်ပေးပြီးသွားပြီဆိုတဲ့အခါကျတော့ကျောင်းသွားဖို့ပါတော့မယ်ရှင်တသားကကြောင်းရောက်ပြီဆိုရင်တသားရဲ့ပျော်ရွှင်နေတဲ့မျက်နှာလေးမြင်ရတော့ကျမလည်းဝမ်းသာပီတိဖြစ်ရပါတယ်။စာသင်ချိန်မှာဆိုလေတသားကတက်တက်ကြွကြွစာရီလုပ်တယ်။ ICT အချိန်မှာတငယ်ချင်းတွေနဲ့အတူတူ activity လေးတွေလုပ်ရတာကိုလည်းစိုက်နှစ်တက်သူလေးပါတငယ်ချင်းတွေနဲ့လည်းပျော်ရွှင်စွာအတူတူကစားတယ်ရေကူးရတာကိုကြိုက်တဲ့တတလေးအတွက်ဆွေးမင်းထိုင်းလေးကသူ့ရဲ့အပျော်ဆုံးအချိန်လေးပါပဲတောင်းစင်းချိန်ရောက်ပြီဆိုရင်လေတီရှယ်တွေကိုနှုတ်ဆက်ပြီးတငယ်ချင်းတွေနဲ့အတူတူပြန်လာတဲ့တတရဲ့ပျော်ရွှင်နေတဲ့မျက်နှာလေးမြင်ရတာဝမ်းသာပီတိဖြစ်ရပါတယ်ကျောင်းမှာမျှဝေကစားတတ်တဲ့အချင်းကအရန်အထောက်အကူပြုပါတယ်။သူညီမလေးကိုလည်းမျှဝေတယ်၊ကုညီတက်လာတယ်၊ညီမလေးနဲ့အတူတူဆော့ကစားပေးတယ်။ဒါလေးနဲ့သင်ခန်းစာတွေအတူတူလေ့လာတယ်။ကျောင်းတွင်တနေ့တာလှုပ်ဆောင်မှုတွေမှာဘလို့ပျော်ရွှင်ကြောင်းကိုလည်းပြောပြီးဘလို့ activity ကိုလုပ်ရတာကြိုက်တယ်။တကယ်ချင်းတွေနဲ့အတူတူလေ့လာဆော့ကစားရတာကအစတသားကပြန်ပြောပြလို့ကျင်းနေမိပါတယ်။ကဲမမေတို့ဒါဆိုညစာစားကြရအောင်နော်။သားလေးကို nursery ကနေစထားတာအခုဆို KG ရောက်လာပါပြီဒီ3နှစ်တာအတွင်းမှာသားလေးကပညာရေးသားမကလူမှုရေးကာယအဖက်ဖက်ကတိုးတက်လာတာတွေ့ရတော့ဝမ်းသာပီတိဖြစ်မိပါတယ်ရှင်မိမိရဲ့ကလေးငယ်လေးတွေအတွက်ဒီလိုမျိုးဘတ်ဆောင်ဖွံ့ဖြိုးမှုကိုပံ့ပိုးပေးနိုင်တဲ့ကျောင်းကောင်းလေးကိုရှာနေတယ်ဆိုရင် SKD ကျောင်းလေးကိုညွှန်ပြရစီရှင်